ယာမနျူဂျန်နှင့်အနန္တကိန်းဂဏန်းများကိုသိမြင်သူ The Man Who Knew Infinity 20ရာစုအစောပိုင်းအိန္ဒိယနိုင်ငံကမဒရက်စ်မြို့လေးမှာစရီနီဘာဆာရာမနျူဂျန်ဆိုတဲ့ဆင်းရဲတဲ့စာရေးလေးတစ်ယောက်ရှိတယ်သူကတင်းချာကိုအယူအမှုဝါဒနာပါလွန်းလို့တခြားဘာသာရပ်တွေအကုန်ကြပြီးတက္ကသိုလ်ကနေထုတ်ပယ်ခံခဲ့ရတဲ့စက္ကူဝယ်ဖို့ပတ်စံမရှိလို့သူဟာကြောက်တင်ပုံးလေးတစ်ချက်နဲ့ပဲနေညမပြတ်တင်းချာတွေတွက်နေခဲ့ပါတယ်သူရှာတွေ့ထားတဲ့အလွန်ရှုပ်ထွေးလာတဲ့တင်းချပုံသေးနည်းတွေကိုစာရွက်ပေါ်ကူရေးပြီးအင်္ဂလန်နိုင်ငံကနာမည်ကြီးတင်းချပညာရှင်တွေစီစာတိုက်ကနေလိုက်ပို့ခဲ့တဲ့ပညာရှင်အများစုကဒါဟာအယူတယောက်ရဲ့အတိတ်ပဲမရှိတဲ့စာတွေပဲဆိုပြီးလွှင့်ပစ်ခဲ့ကြပါတယ်။ဒါပေမဲ့ Cambridge တက္ကသိုလ်ကထိပ်တန်းပညာရှင်ကြီး G.H. Hardy ကတော့ဒီစာကိုဖတ်ပြီးအံ့အားမြင်သက်သွားခဲ့ပါတယ်။စာရွက်ပေါ်ကပုံသေးနည်းတွေဟာဘယ်သူမှမမြင်ဘူးလောက်အောင်အဆင့်မြင့်လွန်းနေလို့ဒါကိုရေးတဲ့သူဟာလိမ်ညာတဲ့သူမဖြစ်နိုင်ဘူးကမ္ဘာအဆင့်ဉာဏ်ကြီးရှင်သာဖြစ်ရမယ်လို့သူကကောက်ချက်ချလိုက်ပါတယ်။ဟာဒီရဲ့ဖိတ်ခေါ်မှုကြောင့်ယာမနျူဂျန်ဟာဇာတိမြေကိုစွန့်ခွာပြီးအင်္ဂလန်ကိုရောက်လာခဲ့တဲ့အဲ့ဒီမှာထူးခြားတဲ့ပြဿနာတစ်ခုရှိလာပါတယ်။ဟာဒီကတင်းချပု္ပ္ပာတစ်ခုကိုဖြေရှင်းဖို့အစဉ်စဉ်သက်သေပြရတဲ့ rigorous proof ကိုယုံကြည်သူပါယာမနျူဂျန်ကတော့အဖြေကိုတန်းသိနေတတ်တယ်ဘလို့တိလဲမေးရင်အိမ်မက်ထဲမှာနာမာဂီရီနတ်ဖျားမကလာပြောပြလို့ဖြေလေးရှိပါတယ်သူ့ရဲ့ဉာဏ်ရည်ကိုပြသတဲ့အကျော်ကြားဆုံးဇလန်းကတော့ tag cycab number ပါပဲတနေ့ယာမနျူဂျန်နေမကောင်းလို့ဟာဒီကဆေးရုံလာကြည့်တယ်ဟာဒီကငါစီးလာတဲ့တက်စီနံပါတ်က1929တိတ်ပြင်းစရာကောင်းတဲ့ကဏ္ဍပဲလို့ပြောလိုက်တယ်ယာမနျူဂျန်ကချက်ချင်းပဲမဟုတ်ဘူးဟာဒီအဲ့ဒါအရန်ထူးခြားတဲ့1929ဟာကိန်းဂဏန်းနှစ်ခုရဲ့ကူဘတ်ထက် cube ပေါင်းလက်အဖြစ်ပုံစံနှမျိုးနဲ့ဖော်ပြလို့ရတဲ့အငယ်ဆုံးကဏ္ဍပဲလို့တွက်เสียမလို့ပဲတန်းဖြေခဲ့ပါတယ်သူတို့နှစ်ယောက်ပူးပေါင်းပြီးတင်ချာလောကကိုတုံလုံးစေမဲ့စာတမ်းပေါင်းများစွာထုတ်ဝေနိုင်ခဲ့ပေမဲ့ယာမနျူဂျန်အတွက်ကတော့အင်္ဂလန်ရဲ့အေးဆက်ဆူဆွတ်တဲ့ရာသီဥတုနဲ့တက်လို့အစားအစာရှားပါမှုတွေကြောင့် TB ရောဂါဆွဲကပ်လာပါတော့တဲ့အသက်32နှစ်အရွယ်လေးမှာပဲအိန္ဒိယကိုပြန်လာမှကွယ်လွန်သွားခဲ့ရှာပါတယ်သူကွယ်လွန်သွားပေမဲ့သူခြံထားရစ်ခဲ့တဲ့မှတ်စုစာအုပ်တွေထဲကတက်တည်မပြရသေးတဲ့ပုံသေးနည်းထောင်ပေါင်းများစွာဟာတင်းချပညာရှင်တွေကိုဆယ်စုနှစ်ချီပြီးအလုရှုပ်စေခဲ့ပါတယ်။အံ့ဩစရာအကောင်းဆုံးကတော့သူအသက်ရှင်စဉ်ကဘယ်သူမှမသိခဲ့သေးတဲ့တွင်းနက်ကြီးများ black holes နဲ့စကြဝဠာကျိုးမြင် theory string theory တွေကိုတွက်ချက်ရမှာယာမနျူဂျန်ရဲ့ပုံသေးနည်းတွေကိုဒီနေ့ခေတ်သိပ္ပံပညာရှင်တွေကအသုံးပြုနေရတာပါပဲ။သူ့ရဲ့ဉာဏ်ပညာဟာသူအသက်ရှင်ခဲ့တဲ့ခေတ်ထက်ရာစုနှစ်တစ်ခုစာလောက်ကြိုတင်ရောက်ရှိနေခဲ့ပြီးတင်းချဆိုတာတွက်ချက်ခြင်းသက်မဟုတ်ပဲစကြဝဠာရဲ့လျှို့ဝှက်ချက်တွေကိုဖွင့်ဟပြနိုင်တဲ့အမှုပညာတစ်ရပ်ဖြစ်ကြောင်းသူကသက်သေပြသွားခဲ့ပါတော့တယ်။